အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဇွဲပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တင်ငယ်ချင်း0ရဲ့ Granny Multiplayer ဆိုတဲ့ game လေးကိုစော်ရမှာဖြစ်ပါတယ်အားလုံးပဲစကားတွေမများနေပဲနဲ့ဗီဒီယိုလေးကိုစလိုက်ရ Let's go ကဲ Day 1တော့ရောက်လာပါပြီကျွန်တော်အေးရနေနိုးလာတဲ့အချိန်မှာဘယ်နေရာမှမသိရဲ့အခန်းကြီးကိုကျွန်တော်ရောက်နေပါတယ်အဲ့မှာကျွန်တော်လည်းစူးစမ်းနေနေဟိုကြီးလိုက်ဒီကြီးလိုက်နေပန်းအိုးလေးတစ်လုံးကောက်ကားလေးကိုဖွင့်ပြီးအောက်ထဲကိုပစ်ချလိုက်ပါတယ်ဟေးအဲ့ဒီချိန်မှာပဲဘယ်ရမှမသိတဲ့တောသားလေးတစ်ကောင်တွေ့ရကျွန်တော်တနက်ပိုင်းကလေးယူပြီးအောက်လေးကိုဆက်ဆင်းခဲ့လိုက်ပါဆက်ဆင်းနေရဲ့ဂျားတွေကနေပဲကျွန်တော်အောက်ကိုဆက်ပြီးဆင်းနေမှာပဲဒီကားလေးကနေထပ်ပြီးဆင်းနေခဲ့ပါတယ်ပြိုးချိန်မှာပဲကျွန်တော်ဘာလို့မသိဟာယူပစ်တိုက်ပြီးအောက်ပစ်ချလိုက်ပါတယ်ပြန်တက်နေအချိန်တွဲမှာပဲဘယ်ရမသိတော့ကနေတော့တွေ့ရပါတော့ကျွန်တော်အပေါ်ကြည့်လိုက်အောက်ကြည့်လိုက်နေမှာအောက်ပြန်ဆင်းသွားပါတယ်ဆိုတော့ကြားနေမှာပဲကျွန်တော်ရှေ့ကိုစတိုင်းတော့ဘက်ထရီလေးကိုကောက်ကင်ပြီးနောက်လေးကိုပြန်လှည့်ရှေ့လေးကိုပြန်လှည့်လိုက်ပါတယ်ပြီးကျွန်တော်အပေါ်တက်မယ်ဆိုပြီးပစ်စင်နေတဲ့အချိန်တွဲမှာကဲအဲ့နဲ့ပဲကျွန်တော်အောက်ကိုတနက်ပိုင်းသာလာရွေးအချိန်မှာပဲကျွန်တော်တငယ်ချင်းကဖြတ်ပြီးယူသွားရပါတော့ဒီချိန်မှာကျွန်တော်အောက်ပြန်ဆင်းပြီးတော့Granny ရဲ့ရောက်လာပါတယ်Granny ရောက်လာတဲ့အချိန်မှာလည်းကျွန်တော် Granny ကိုစမယ်ဆိုပြီးဒီဘက်ကနေပဲပြက်ပြက်ဒီဘက်ကိုခဏခေါ်ပြီးတော့အရှိကိုတော့ပြင်ပါတယ်ဒီမှာ Granny ကတော့အရှိကိုရောက်သွားပြီပေါ့နော်အဲ့ဒီအချိန်မှာပဲကျွန်တော်တနက်အပိုင်းစာလေးတွေကိုနေရာတခြားပြန်စီဖို့ပြင်နေပေါ့နော်တနက်ပိုင်းစာလေးတွေကိုလိုက်ထားတာပေါ့နော်အားလုံးပဲတနက်ပိုင်းစာလေးတွေကိုအောက်ပြချဖြစ်ပါတယ်တော့ဒီနေရာမှာတနက်အပိုင်းသားလေးကိုချရနေမှာပေါ့နော်ကျွန်တော်လည်းတုံးတူလို့ဖြစ်သွားတယ်ကျွန်တော်နောက်ဆုံးအနေနဲ့ဟိုတနက်ဖင်ရှာအောင်ပေါ့နော်တနက်တင်ပေါ့ဗျာဖင်တော့ဖြစ် sorry တနက်တင်ကိုကျွန်တော်ရှာမှာဖြစ်ပါတယ်လို့ဒီမှာပါရှိတယ်weapon key ဖြစ်ပါတယ် weapon key ရပြီးတော့ကျွန်တော်လည်းတွားစီတော့တကားလေးခုနအတန်ကြားတယ်ဟာတန်ပြီးပဲ Granny ကိုဒီဘက်ခွန်မယ်ပြီးကျွန်တော်အပေါ်တက်ပြီးပစ္စည်းယူမယ်ဆိုတဲ့ချိန်ဟာရောတက်ပြီးပါတယ်အဲ့မှာကျွန်တော်အပေါ်ကြီးလိုက်တဲ့ချိန်မှာ Granny ပြီးကျွန်တော်ပြီးပါပြီဟာရှေ့ကကိုယ်ကြရလာလုံးနေမှာကျွန်တော်အဲ့ချိန်အတန်ပြီးပြီးဟိုကောင်ဆေးထိုးလိုက်ပါတယ်ဒီမှာကားသွားပြီပေါ့နော်ရှေ့မှာကျွန်တော်ပြီးတော့ထွက်တယ်ဟိုကောင်ကားဝိုက်โอเคကျွန်တော်အတန်ပြီးလိုက်ပါတယ်ကျွန်တော်တနက်ယူမှာပေါ့နော်တနက်အပိုင်းစားကျွန်တော်ဒီဘက်ကိုခေါ်ပြီးတော့လိုက်ရှာမှာဖြစ်ပါတယ်ဒီမှာတွေ့ပြီကဲအဲ့ချိန်မှာကျွန်တော်အောက်ကိုဆင်းပြီးတနက်ပိုင်းစားလေးပိုင်းပြီးသွားရင်တော့ Granny ကိုပြစ်လို့ရပြီပေါ့နော်ဆင်းမယ်ယူဟူအားရကအထောက်ပါကဲကြည်တန်လေးဖြည့်ပြီးတော့ခဏစောင့်ပါမယ်လာပြီကြော့ကွာမသေးစမ်းโอเคအဲ့မှာကျွန်တော်ကြည်ဖြည့်ပြီးဟိုမှာပြန်နော်ရော့ကွာချလာပြီအဲ့တော့ကျွန်တော်ဖွင့်ရရှိရတွေတော့ဖွင့်မှာဖြစ်ပါတယ်ဟုတ်လေကျွန်တော် Granny game ကိုကျွန်တော်ဘယ်နေရာကြီးမှမသိတဲ့နေရာလေးဖြတ်ရတယ်ပေါ့နော်ကျွန်တော်ဒီနေရာမှာခလုတ်လာနေရမယ်ဒီခလုတ်နေဘာဖြစ်တာလဲမသိရင်မှနှိပ်လိုက်ပါမယ်โอเคအောက်ကိုဆက်ဆင်းရပါမယ်ခင်ဗျာကျွန်တော်ဒါလေးကိုလည်းထပ်ဖွင့်မယ်ပတ်လော့ကီဟုတ်တယ်ဗျကျွန်တော်လိုအပ်တယ်ဒါအောင်ပြချလိုက်ပါမယ်ပြီးရှင်တော့ weapon key ပါ weapon key နဲ့ကျွန်တော်အပေါ်က crossbow သွားယူမှာဖြစ်ပါတယ် okay crossbow ယူပြီးတော့ဒီအောက်မှာခဏပုံလို့နော်ဟာဟိုလေရှိုးလိုက်တော့ကွာ Granny ဒီဘက်မှာ Granny က short ပိုင်းမှာရှိုးလိုက်တော်ပြီကွာမကောက်တော့ငါဘာပဲတော်ယူပါမယ် okay ဒါတော့ကျွန်တော်ဆင်းပါမယ်ဒါလေးကိုပြစ်လိုက်မယ်ဆိုရင်တော့တကားပွင့်သွားမှာဖြစ်ပါတယ်ကားပွင့်သွားရင်ဆိုရင်ကျွန်တော်တူဝင်ယူမယ်တူသွားမှာဖြစ်ပါတယ်ဘာမှလည်းရှင်းဖို့ဘောအောင်ထဲမှာကျွန်တော်တူဒီမှာချပြီးတော့ဟိုအဝိုင်းလေးသွားနေမယ်ပေါ့နော်အဝိုင်းလေးတွေရလာပြီးတော့ကျွန်တော်သွားမှာဖြစ်ပါတယ်ဆိုတော့တွိုင်းနဲ့မှကျွန်တော်ဒီကြားရမှာပဲဘွားတော့ပျောက်တော့မှာပျောက်တော့ဒီမှာရောက်နေပြီတန်ပြီးဒီကောင်ကရေခဲခဲတက်ပြန်မယ်တူဒီနားယူပြီးဒီနားချလိုက်ရင်တော့သူရှေ့တိုးလာမယ်ထင်တယ်ဒါပဲတီတန်းဘွားတော့ဖွားခဲသားပြီယေဖွားရေခဲအဲ့အခဲတိုင်းမနေရတော့ခွေးထား
ဖွင့်ပြပါမယ်တူလေးချလိုက်တော့မယ်ဒီအောက်မှာ battery လေးပါကျွန်တော်တက်မှာဖြစ်ပါတယ် battery လေးပဲတက်ပါမယ်ပြီးရင်နောက်တစ်ခုအနေနဲ့ကတော့ unlock key ဖြစ်ပါတယ် unlock key ပါကျွန်တော်ထပ်ရှာလိုက်မယ်ဆိုလို့ရှိရင်ထပ်ထည့်လိုက်မယ်ဆိုရင်တော့ကျွန်တော်မှာဒီမှာဆိုကုတ်ရယ်ချင်းကတ်တာပလေရယ်ချင်းကတ်တာလေးရယ်ပေါ့နော်အဲ့ဒါလေးပဲလိုပါတော့တယ်အဲ့တော့ကျွန်တော်ကတ်တာပလေရတော့ယူမှာဖြစ်ပါတယ်ကတ်တာပလေရနဲ့ဝါယာကြိုးတွေဖြတ်ရမှာပေါ့နော်ကျွန်တော်ကတ်တာပလာယူရတဲ့အချိန်မှာတော့ဒီကကြိုးတွေကိုဖြတ်လိုက်ပါတယ်အောက်ကတကြိုးပေါ်ကတကြိုးနဲ့မှာကျွန်တော်တနက်ကြီးဖြည့်ပြီးတော့ granny ကိုပြစ်ဖို့ကျွန်တော်စောင့်မှာဖြစ်ပါတယ်လောကကတော့ granny ကမနိုးသေးဘူးပေါ့နော်ဒီမှာတနေ့ပြီးခဲ့တာသူကြားရင်လည်းဒီနေ့မှလာမှာပေါ့ဘုမမှာဆိုလဲဘုမမှာပေါ့ဘုမရှိမှာပေါ့ဒီ player လေးပဲယူပါတော့မယ် player ကောက်လေးရပြီ player ကောက်ပြီးသွားတဲ့ချိန်မှာတော့ granny carry တေးတော့ကျွန်တော်မရှိနေတွေ့ရတယ်ဩတနက်ယူလိုက်ဦးမှာတနက်ရော့တော့တင်ဒီဝက်ဦးနဲ့နေရအဲ့ဒီအောက်ကပင်းကူလိုပဲထင်တယ်အဲ့ကောင်ရှိမှာဖွင့်နေရကြံလေးရကျွန်တော်ရအောင်နော်ကျွန်တော်ရှိခဲ့တဲ့ဟာလေးလည်းကျွန်တော်ပေါ်တင်ခဲ့တယ်ဘယ်ရောက်ရှုမှာနေရာချလို့လည်းမဟုတ်ဖြစ်နေတယ်ကွာထားလိုက်တော့စပိုက်ဒါကီးပါလေစပိုက်ဒါကီးပြီးတော့ဟိုမြေရောက်မြောင်းလာဘယ်လိုတော့နော်ပြင်ပြီးပါပြီဒီတော့ကျွန်တော်လို့ရှိရလေးကျန်လေးပေါ့နော်ကတ်ထားတယ်လို့ပြောရင်အေးကျွန်တော်တွေ့အဲ့တော့ကျွန်တော်လူမှာတစ်ခုကမာစတာကီးဖြစ်ပါတယ်မာစတာကီးဟာလာပြီတော့မလိုက်နိုင်ဘူးမလိုက်နိုင်ပါဘူးခင်ဗျအဲ့တော့ကျွန်တော်စားလိုက်ပါတယ်ကျွန်တော်ဆက်တင်တော့အော်လေးတော့ကွာโอเคအဲ့တော့ကျွန်တော်ရှေ့ကိုသွားပြီးတော့အဲ့ပါလေမီတော့ပြောတယ်မနော်ဒါတော့ကျွန်တော်ဗီဒီယိုတစ်ပုဒ်ကိုတွေ့ဖြစ်ပါတယ်ခိုက်လို့ဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီအောက်ကနေပြီးတော့ play လေးနဲ့ပြီးတော့ wall လေးနဲ့ကျွန်တော်ဖွင့်နေတယ်ဘာပေါ်လာလဲဆိုတော့ master key ဘာထင်နေတယ်ကွာ master key တွေ့ရတယ်ကျွန်တော်တန်းပြီးပြေးတော့မှဖြစ်ပါတယ်ဟေးကျွန်တော်စားလိုက်နောက်တိုင်းလို့တော့ကျွန်တော်တက်ပြီးကားလေးပို့ကြွာတိုက်ကားလေးပြင်မယ်ဒီတော့ granny ပြင်နေတော့ကျွန်တော်အနိုင်ရရှိသွားပါတယ်ခင်ဗျာယေဒါဆိုတော့နိုင်ပါပြီနေခဲ့လိုက်တော့ဘွားတော်အိမ်မှာနေခဲ့လိုက်တော့ငါတော့သွားပြီတက်တာဘွားတော်အိမ်ဘွားတော်ဘာလုပ်တာတော့အားလုံးပဲဒီနေ့ရဲ့ဗီဒီယိုလေးကဒီလောက်ပါပဲစောရှိကြည့်ရှုပေးတဲ့သူကြောင့်ဒီနေ့တိုင်းကိုကျေးဇူးအတူပဲတင်ပါတယ်ကျွန်တော်ဆွဲဖြစ်ပါတယ်တက်တာ